breakfast ပဲစားစားအစာပြေပဲစားစားအရန်စားလို့ကောင်းတယ်ငငယ်ကစားခဲ့တဲ့အထမ်းတယ်ကြီးတူပူတုတ်လေးလှုပ်စားကြရအောင်နော်အရင်ဦးဆုံးပစုံကြောက်ကလေးတွေကိုညံ့နေအောင်ထောင်းပါမယ်ရှင်ရှောက်ရွက်ကလေးတွေကိုလည်းစားရည်စိမ့်ပြီးတေချာပြအောင်စီထားပါမယ်ကျက်သွန်နီလေးတွေကိုစီတက်ဖို့အတွက်ပပညင်းညင်းလေးတွေထိထားပါမယ်ရှင်ကျက်သွန်နီလေးတွေကိုတေချာကျွတ်နေအောင်စီပြချက်ပါမယ်တုံးလေးတွေကိုတော့ငငယ်ကအထမ်းတယ်ကြီးပြီးခဲ့တဲ့ပုံစံအတိုင်းအချောင်းချောင်းလေးတွေတီးထားပါမယ်ရှင်ပြီးရင်တော့ရှောက်ရွက်ကလေးတွေကိုနှုတ်နှုတ်လေးတွေတီးထားပါမယ်ရှောက်ရွက်ကတော့ဒီတူပုတုတ်ရဲ့အသက်ပေါ့နော်ရှောက်ရွက်မပါလို့ရှိရင်တူပုတုတ်လေးကမမွေးပါဘူးမကြီးရည်လေးကိုလည်းသုံးစွန်းထည့်ပါမယ်ကြက်သားမုံအနှင်းငယ်ပဲမုံငံပြားကြီးအနှင်းငယ်ထည့်ပါမယ်ကျက်သွန်ညော်လေးဖြူမယ်ရှောက်တီးထားတဲ့ရှောက်ရွက်လေးတွေထည့်မယ်စီချက်ရည်လေးနှစ်စွန်းထည့်မယ်ငုတ်သီးစီချက်လေးနဲ့ထည့်ပါမယ်ပြီးလို့ရှိရင်စွန်ချမုံလေးထည့်ပြီးနေပြီဆိုတော့ထမင်းပူပူလေးနဲ့အရန်စားလို့ကောင်းတဲ့တိုးပုတုတ်လေးကိုရရှိပြီဖြစ်ပါတယ်ရှင်ထမင်းပူပူလေးနဲ့စားကြပါနော်အရန်စားလို့ကောင်းပါတယ်စားကြည့်ကြပါနော်ချစ်တွေ